ချစ်ရဲ့ပဲလို့ဖြစ်မလဲမခွဲခြင်းလဲဝေးရအောင်မယ်အတီးစိတ်ဝင်လာဖြစ်သမျှတွေဟာဘဝခရီးမဖြောင်းလို့သာပဲရင်မအောင်မေးလို့သာဖြေတော့ချစ်ရဲ့မကြခင်မှာမင်းစီကိုပြန်ခဲ့ပါမယ်ဘူးအချစ်ရဲ့ပဲလို့ဖြစ်မလဲမခွဲခြင်းလဲဝေးရအောင်မယ်အတီးစိတ်ဝင်လာဖြစ်သမျှတွေဟာဘဝခရီးမဖြောင်းလို့သာပဲရင်မအောင်မေးလို့သာဖြေတော့ချစ်ရဲ့မကြခင်မှာမင်းစီကိုပြန်ခဲ့ပါမယ်ဘယ်လိုကြောင်းလဲကြုံလာခဲ့လဲအစင်သာကိုအနာမအမြဲရှိနေမယ်ယုံပါချစ်ရဲ့အာရဲ့မငယ်နဲ့ဘဝအကြောင်းမလာခင်သူခင်လာကိုဖြတ်ရမှာပေါ့ကြုံခဲ့ရတဲ့မပြေလဲတာတွေအိမ်မက်လို့ပဲသဘောထားလိုက်ပေါ့မေ့လိုက်ပါလေပတ်ဝန်းကျင်ရဲ့တွေးထိုးတဲ့စကားတွေကိုသင်ချင်ကစဉ်းစားပါအလွယ်မဆုံးဖြတ်နဲ့မတော်လို့များအချစ်အိမ်ကလေးပျက်စီးသွားမှဆိုmây hằng hiểu phừ mơ hông tốต้องร้อนก่อห้องหมอหิมสายยินข้อคมยาวสายที่ผาดยานสู่มือตั้งเมืองไกลไหนไหวมงยุ่มตุยหน้าอ่อนสู่นางน้องก่อนอันจางซื้อพักเอ่ยใจเตมือก่อนนาเธอใจไหนอันจางซื้อไหลไหวกองลังจูกันห้องตีผัดยานสู่แลเฮาให้อยู่ไว้ในใจอยากตุยหน้ากันน้ำตาลงย้อยห้องตีผัดยานตอนยำผัดยานสู่น้องเมือนอนปีสายเฮายินผ่านขอคมนายเยาสายที่สั่งลาขอความตั้งพักอ่อนไว้อยู่ลีลีคำน้องอ่อนเพื่อใจตั้งใจอำหึงนานใจตีปกขึ้นมาอยู่จัง